Kita sebab kita tak lagi tipu, kita tak lagi ini mahu. มาเนี่ยหรอปากุตาคนนี้มีตากิตาบาหรอตาวิเนี่ยคนเล็กตาโตหรอภาษาเป็นมีคู่หรอก็พ่อบาหรอปกตินี่ปะก็กำมันเดินตั้งปาเถอะหรอแล้ววิ่งเท่านี้เที่ยวอีกคนอุกฤษเนี่ยปีนี้เนี่ยมีดาวกันเทียมไปกองเสียงเพลงมุสลิมเทียมไปเดี๋ยวได้มุสลิมเพื่อจะบูชาหน้าจุมาเปี้ยปุ๊เลยตัวรัวรู้จังหวะถ้าจะเสียงการเปลี่ยนแปลงมาเทียมไปเส้นนี้เนี่ยดีเกบีเนี่ยขณะเอามีเยอะด้วยวันเดียวจองปีปุ๊หรอวันตัวที่เส้นนี้เนี่ยดีเกบีเนี่ยคนดีไงวอลเลยดีตาเพียงขณะเจียมบาดีกูตัวอยากไปอย่างเพจารีด้วยทุกเจ้าเจ้าวันเดียวไปดีนี่เพจารีกูไม่ได้เอาไหนดีกูน่าเลยคนดูไปอย่างนี่จะอยากกันอะไรช่วยเนี่ยนะก็รอที่เจนเนี่ยเอามาจะนอนรู้อนาคตที่เราดูที่สร้างผู้ช่วยဒီနေ့ရေးဆွဲထားတဲ့2000ဖွဲ့စည်းပုံအခြေခံဥပဒေရဆိုရင်စစ်မှန်တဲ့ဒီရင်းငြိမ်းချမ်းရေးကိုတွားဖို့အတွက်အနာဂတ်ငြိမ်းချမ်းသာယာတဲ့ပြည်တော်စုကိုတည်ဆောက်ဖို့အတွက်ကျွန်တော်တို့တော်တော်ခက်ခဲရှိနေတယ်လို့ကျွန်တော်ပြောချင်ဒီကနေ့2000ဖွဲ့စည်းပုံအခြေခံဥပဒေရကြည့်မယ်ဆိုရင်ဘယ်လိုနည်းနဲ့မှမျိုးသားတန်းတူရတဲ့ကိုယ်ပိုင်ကြထားခွင့်ရမရနိုင်ဘူးဒီမိုကရေစီနဲ့လူ့ခွင့်ရေးဆိုတာလည်းမရနိုင်ဘူးဖြစ်တယ်အတိတ်ရဲ့အချိန်ကိုပြန်ကြည့်မယ်ဆိုရင်တော့မြန်မာဆိုချင်တဲ့လမ်းစဉ်ပါတီနဲ့ဒီတော်တို့တည်ဆောက်မယ်ဆိုတဲ့အချိန်တွေနဲ့ပိုဆိုးတယ်လို့ပြောချင်တယ်စစ်တပ်ကနေပြီးတော့တကယ့်ကိုပဲတိုင်းပြည်ရဲ့အခြေအနေကိုဥဆောင်မယ်လို့တိတိကျကျရေးဆွဲထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာကျွန်တော်တို့တိုင်းပြည်ရဲ့ငြိမ်းချမ်းသာယာတဲ့အခြေအနေကိုသွားဖို့ကျွန်တော်တို့အများကြီးညီညွတ်ကြအများကြီးကိုတိုက်ပွဲဝင်အောင်ဖြစ်ဒီပုံစံဒီအခြေအနေပုံစံမျိုးနဲ့တော့ကျွန်တော်တို့အနာဂတ်ငြိမ်းချမ်းသာယာတဲ့ပြည်တော်စုဖြစ်ဖို့တော်တော်ကိုဝေးနေကျွန်တော်တို့ကဒီမိုကရေစီနဲ့လူ့ခွင့်ရေးတိုက်ပွဲဝင်နေတာဖြစ်တယ်တိုင်းရင်းသားတွေကမျိုးသားတန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက်တိုက်ပွဲဝင်နေတာဖြစ်မျိုးသားတန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာကပြည်တော်တို့တည်ဆောက်တဲ့အခါမှာဖက်ဒရယ်ပြည်တော်စုတည်ဆောက်မယ်လို့ပြောနေတာဖြစ်ကျွန်တော်တို့ဒီနာဒီမိုကရေစီဖြစ်တယ်
လိုတော်ရှင်းပြောရလို့ရှိရင်တော့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအနာဂတ်ကိုကျွန်တော်တို့ကရဲရဲဝံ့ဝံ့သွားရမှာဖြစ်တယ်